တမြင်ချင်းခွာလို့ရအောင်နူးဤတယ်အမဲသားနဲ့လေးချက်စားကြမယ်အရင်ဆုံးဆိုင်းခုတ်ထစ်ပေးလိုက်တဲ့အသားကိုယူနေဘူးနဲ့တန့်စင်ပါမယ်ပြီးရင်တော့ရေအေးနဲ့တိတ်ချိုက်ပြန်ဖေးကြောပါမယ်မဲသားရင်းနဲ့ထည့်ချက်ဖို့အတွက်ကြက်သွန်ကြော်ကိုတီးတန့်ကြော်ထားပါမယ်အားလုံးဆိုရင်တော့အသားနဲ့ပါတော့မယ်ရှင်ဦးထဲမှာအမဲသားထည့်ပြီးရင်အပေါ်ကနေကြက်သွန်ကြော်ကြက်သွန်ပြူဖြူထည့်ပါမယ်ကြက်သွန်စိမ့်ထဲကြက်သွန်ကြော်နဲ့နှက်တာကအသားနဲ့ကိုပို့ပြီးထားခံစေပါတယ်အသားနူးလွယ်အောင်တံမြာသီးလေးညှစ်ထည့်ပါမယ်အယောင်လေးလာအောင်တော့အစိမ့်မုံ2စွန်းနဲ့နနုံမုံ1စွန်းထည့်ပါမယ်ရတာတော့ကတော့စားလက်ဖက်ရည်စွန်း1စွန်းခွဲတကြား2စွန်းဟင်းခတ်မုံ1စွန်းနဲ့စီထမင်းသားစွန်း5စွန်းထည့်ပါမယ်အမဲသားနိုင်ရင်တော့စီကိုနည်းနည်းပိုသုံးပါတယ်ပြီးရင်တော့အသားရဲရတာစိတ်ဝင်တဲ့အထိတမအောင်တေချာလေးနေပါမယ်မိနစ်30လောက်နှက်ထားပြီးရင်တော့မိဖို့ပေါ်အိုးတင်ပြီးအသားလေးကရင်းနဲ့ပဲအရင်လုံးပါမယ်အသားဟင်းချက်ရင်အလုံးနာဖို့ကအရေးကြီးပါတယ်ရှင်ဒါမှသာအသားလေးကိုရတာရေးစိတ်ဝင်ပါပါရေခမ်းပြီးစီလေးပွက်လာချိန်ကျမှရေတပကံလုံးစာထည့်ပါမယ်ရေကိုအများကြီးတစ်ခါတည်းမထည့်လိုက်ပဲနဲ့တရီကုံမှနောက်တရီထပ်ထည့်တာပိုကောင်းပါတယ်ရှင်အမဲသားကိုအသားကြီးတိတက်မဟုတ်ပဲဒီလိုမျိုးအစီအယူကလေးနဲ့ရောချက်ရင်ပိုပြီးစားလို့ကောင်းပါတယ်ရှင်အဖုံးလေးအုပ်ပြီးတော့စီစူတန်ကြားရင်တော့အဖုံးဖွင့်ပြီးလိုချင်တဲ့အသားနေထားရရင်မဆလာလေးခတ်ပါမယ်အရသာအပေါ်ငံပြီးတော့ကိုယ်စိတ်ကြိုက်အရသာဖြည့်ဆွက်လို့ရပါတယ်မင်းကတော့အသားနှက်ရင်တနားရီလောက်မီးအေးနဲ့နှက်ပါတယ်ဒါမှသာအမဲသားကအသားတမြင်ချင်းဆွဲခွာလို့ရတဲ့အထိနူးဤနေမှာပါနူးဤပြီးတော့စိတ်ကြိုက်အသားနေထားရရင်အိုးချလို့ရပါပြီရှင်ကဲခုဆိုရင်မဆလာနဲ့တင်းတင်းလေးနဲ့အသားတမြင်ချင်းဆွဲခွာလို့ရတဲ့အမဲအသားစုံနဲ့နူးနူးဤလေးရပါပြီရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်အားလုံးပဲဘိုင်ဘိုင်